နေအောင်ကြီးကတိရစိမ့်တဲ့ကြားကနေတိုးဝင်ပြီးလမ်းမပေါ်မှာအရေးအယောင်တွေစော့ကစားနေကြတယ်။ဟေမာတယောက်ကြောပိုးကြီးလီကိုခတ်တင်းတင်းလွယ်ပြီးမြို့ဟောင်းတွေကစာကြည့်တိုက်လီစီကိုအပြေးလေးသွားနေမိတယ်။သူ့လက်ထဲမှာလွန်ခဲ့တဲ့တစ်ပတ်ကမှရှေးအောင်ပစ္စည်းဆိုင်လေးတစ်ခုမှဝယ်ခဲ့တဲ့ဒိုင်ယာရီဟောင်းလေးတအုပ်ရှိတယ်။အဲ့ဒီဒိုင်ယာရီထဲမှာထူးဆန်းတဲ့အချက်လက်တွေရေးထားတာကိုသူတတိပြုမိခဲ့တာပါ။တတိထားပါဧပြီလရဲ့23ရက်မြောက်နေ့မှာတကားကပွင့်လာလိမ့်မယ်။ဒီနေ့ကဧပြီလ23ရက်စာကြည့်တိုက်ရဲ့အနောက်ဖက်ဆုံးကဖုန်တဲ့နေတဲ့စာအုပ်စင်တွေကြားကိုရောက်တဲ့အခါဟေမာရက်လိုက်တယ်။ဒိုင်ယာရီထဲကမြေပုံအရဆိုရင်ဒီနေရာမှာတခုခုရှိရမယ်။သူစာအုပ်စင်တစ်ခုကိုအတားအယာတွန်းလိုက်တဲ့အခါကျူရီဆိုတဲ့အတန်းနဲ့သူနယံကဟားသွားပြီးလှုပ်ဝက်အခန်းငယ်တစ်ခုပေါ်လာပါတော့တယ်။ဟေမာရင်ခုန်တန်းတွေမြန်းလာတယ်။အခန်းထဲကနေထွက်ပေါ်လာတဲ့ရနန်းကပန်းရနံ့လိုစီးနံလိုနဲ့အရန်ကိုစမ်းကျင်နေတယ်။အခန်းထဲကိုခြေလန်းလိုက်စင်ပါပဲနောက်ကနေအေးဆက်အတန်တန်ထွက်လာခဲ့တယ်။မဲအဲ့ဒီထဲကိုမဝင်သင့်မှုထင်တယ်။ဟေမာလမ်းဖြတ်ပြီးလက်ကြည့်လိုက်တဲ့အခါ